ကဲအားလုံးပဲမင်္ဂလာပါဗျနော်တူရီ3D စေတနာရှင်အောင်လေးဆိုတဲ့ channel အသစ်ကလေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်နော် channel လေးကအသစ်ကလေးပြတဲ့အတွက် live လွှင့်လို့လုံးဝမရသေးပါဘူးနော် live လွှင့်လို့မရသေးတဲ့အတွက်ကျွန်တော်ဒီလိုမျိုး video လေးတွေရိုက်ပြီးတော့ site ကလေးကိုတင်ပြပေးမှာဖြစ်ပါတယ်နော်ကျွန်တော် channel ကြီးကကျွန်တော်ရဲ့ channel က9ရက်ဘန်းခံရတယ်ဗျနော် copy တိုင်းညှိတယ်9ရက်ဘန်းခံရတယ်နောက်တစ်ဖက်လောက်ကိုကျွန်တော်အဲ့ like နော်ကျွန်တော်ရဲ့ channel ကြီးကနေပြန်လဲပြီးတော့ like show လေးလွှင့်ပေးမှာဖြစ်တယ်နော်ဒီကောက်ကလေးကိုလည်း subscribe မနှိပ်ရသေးတဲ့မိတ်ဆွေတွေ subscribe လေးတွေနှိပ်ပေးပါညာဘက်တော့မှရှိတဲ့နော် like လက်မလေးတွေလည်းနှိပ်သွားပေးပါဒါဆိုရင်ကျွန်တော်ထောင်မင်းလေးကိုအရင်ဆုံးစကြည့်3 ဆိုတဲ့3ထိပ်စီ40မှာ5ဆိုတဲ့5နောက်ပိတ်ဒါထောင်မင်းပါနော်ဒါနောက်ပိတ်ရဲ့ထောင်မင်းလေးပါဒီကနှလုံးပေါင်းရင်5ပါနော်ဒီကနှလုံးပေါင်းရင်5ပါနော်ဒီနဲ့နှလုံးပေါင်းရင်5ဖြစ်ခြင်းကြောင့်နောက်ပိတ်လေးကလည်းဘလူးကရန်နီနဲ့ပေါင်းပြီးတော့5ဖြစ်ပေးမလဲဆိုလို့ရှိရင်เนาะကျွန်တော်တစ်ချက်ကြည့်4ဘူးဆိုရဲ4ထိပ်စီเนาะ4ဘူးဆိုရဲ4ထိပ်စီ4ဘူးဆိုရဲ4ထိပ်စီကဘာကနန်းနဲ့နှလုံးပေါင်းပြီး5ဖြစ်မလဲဆိုရင်ကျွန်တော်နောက်က90နဲ့မှ1ဆိုတဲ့1နောက်ပိတ်နဲ့ပေါင်းလိုက်ဒါဆိုရင်ဒီနဲ့နှလုံးပေါင်းရင်5เนาะဒါဆိုရင်ဒီနဲ့နှလုံးပေါင်းရင်5ဒါဆိုရင်1နောက်ပိတ်เนาะဒါဆိုရင်1နောက်ပိတ်ပါကျွန်တော်ထိပ်စီးလိုင်းလေးကိုလည်းတစ်ချက်ကြည့်ကျွန်တော်ထိပ်စီးလိုင်းလေးရတယ်ကျွန်တော်เนาะ945ဆိုတဲ့9နောက်ပိတ်เนาะ30နဲ့မှ1ဆိုတဲ့1နောက်ပိတ်ဒီနဲ့နှလုံးပေါင်းရင်6เนาะဒီနဲ့နှလုံးပေါင်းရင်6ပါကနန်း3လုံးပေါင်းရမယ်ဆိုလို့ရှိရင်ကျွန်တော်90နဲ့မှ6ဆိုတဲ့ခွန်ထိပ်စီးနဲ့တော့ပေါင်းလိုက်ဒါဆိုရင်ဟလာဒီနဲ့3လုံးပေါင်းရင်3เนาะထောင်မင်လေးက3ပါထောင်မင်လေးက3ဖြစ်ရင်ထိပ်စီးနောက်ပိတ်ကလည်းဘလိုကနန်းလေးတွေနဲ့3ဖြစ်မလဲဆိုရင်ကျွန်တော်ထိပ်စီးလေးကเนาะထိပ်စီးကနန်းလေးကကျွန်တော်4ဘူးဆိုရဲ4နောက်ပိတ်ကနန်းနှလုံးပေါင်းရင်3ဖြစ်ရမယ်ဆိုရင်ကျွန်တော်တို့91ဆိုတဲ့6ထိပ်စီးနဲ့တော့ပေါင်းပေးလိုက်ဒါဆိုရင်ဒီနဲ့နှလုံးပေါင်းရင်3ဖြစ်သွားပြီ3ဖြစ်ခြင်းကြောင့်6ထိပ်စီး1နောက်ပိတ်91ဆိုတဲ့ကနန်းတစ်ကွက်เนาะ91ဆိုတဲ့ကနန်းတစ်ကွက်နောက်ပိတ်လေးရဲ့ထောင်မင်လေးเนาะဒုတိယ site ရဲ့ထောင်မင်လေးကိုချက်ကြည့်เนาะ35ဆိုတဲ့3ထိပ်စီ31ဆိုတဲ့1ထိပ်စီဒီကနှလုံးပေါင်းပါเนาะ1နဲ့3နဲ့ပေါင်းပါ1နဲ့3နဲ့ပေါင်းတော့1ပဲเนาะထောင်မင်လေးက1ပါเนาะထောင်မင်လေးက1ဖြစ်ရင်ကြောင့်နောက်ပိတ်ကလည်းဘလို့1မလဲဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီ90နဲ့မှ1ဆိုတဲ့6ထိပ်စီကနန်းနှလုံးပေါင်းမယ်ဒါဆိုရင်9ဆိုတဲ့2နောက်ပိတ်နဲ့တော့ပေါင်းလိုက်ဒါဆိုရင်ဒီကနှလုံးပေါင်း1ဖြစ်သွားပြီဒီကနှလုံးပေါင်း1ဖြစ်ခြင်းကြောင့်2နောက်ပိတ်เนาะကျွန်တော် channel ကြီးမှာ live လွှင့်ပေးထားတဲ့ဘော်ဒဘူးမကျော်6ဆိုတာလေကျွန်တော်ကြာပြီးသွားပြီเนาะမိတ်ဆွေเนาะကြာမယ်ကျွန်တော် live လွှင့်လို့တော့မရတော့ဘူးเนาะ channel လေးကဘန်းခံထားတဲ့အတွက် live လွှင့်လို့မရတဲ့အတွက်ပို့လဲတင်လို့မရတော့ဘူးเนาะပို့လဲတင်လို့မရတော့ဘူး live လွှင့်လို့လည်းမရတော့အတွက်ဒီနေ့မနက်เนาะပတ်တီးလေးအောင်တာကိုကျွန်တော်ဘာမှမလုပ်လိုက်ရဘူးเนาะကျွန်တော်တလင်းလာနေဟလားတနင်္ဂနွေနေ့เนาะကျွန်တော်တနင်္ဂနွေနေ့လောက်တည်းကကျွန်တော် live လွှင့်ပေးထားတာเนาะမြင်ကျွန်တော် live show ကိုအစားဆုံးကြည့်တဲ့ဆိုတဲ့မိတ်ဆွေတွေရှိရင်သိလိမ့်ကျွန်တော်ဒါဆိုရင်ကျွန်တော်31ဆိုတဲ့1နောက်ပိတ်1ဆိုတဲ့1နောက်ပိတ်ဒီကနှလုံးပေါင်း2ကနန်း3လုံးပေါင်းရမယ်ဆိုရင်ကျွန်တော်60နဲ့မှ8ဆိုတဲ့6နောက်ပိတ်နဲ့6ထိပ်စီးနဲ့တော့ပေါင်းမယ်ဒါဆိုရင်ဒီကနှ3လုံးပေါင်း8เนาะထိပ်စီးထောင်မင်လေးရ8ပါထိပ်စီးထောင်မင်လေးရ8ဖြစ်ရင်ကြောင့်နောက်ပိတ်ထိပ်စီးလေးရလဲဘလို့ထောင်မင်เนาะဘလို့8ဖြစ်မလဲဆိုရင်ကျွန်တော်91ဆိုတဲ့1နောက်ပိတ်9ဆိုတဲ့9ထိပ်စီးနဲ့တွားပြီးတော့8မှာเนาะဒါဆိုရင်ဒီနဲ့နှလုံးပေါင်း8ဖြစ်သွားပြီဒီနဲ့နှလုံးပေါင်း8ဖြစ်ခြင်းကြောင့်9ထိပ်စီး2နောက်ပိတ်82ဆိုတဲ့ကဏ္ဍတစ်ကွက်ဗျာเนาะဒီနဲ့တစ်ကွက်ကို like ကစားကြည့်ပါအကြိုက်ချင်းတူရင်တော့ like ကစားကြည့်ဗျာ like လက်မနှိပ်ပေးဖို့တော့မမေ့နဲ့เนาะ channel လေးကအသစ်ကလေးပြတဲ့အတွက်เนาะ subscribe မနှိပ်ရသေးတဲ့မိတ်ဆွေတွေ subscribe လေးတွေနှိပ်ပေးခဲ့ပါကျွန်တော်တို့နောက်ပိတ်ထောင်မင်လေးကိုတစ်ချက်ကြည့်မယ်เนาะကျွန်တော်တို့နောက်ပိတ်ထောင်မင်လေးကเนาะခွန်6ဆိုတဲ့ခွန်ထိပ်စီเนาะခွန်6ဆိုတဲ့ခွန်ထိပ်စီ
ခွန်တစ်ဆိုတဲ့တစ်ခွန်နောက်တစ်နောက်ပိတ်နဲ့တော့ပေါင်းပါဒါဆိုရင်ဒီနဲ့နှလုံးပေါင်း8နော်နောက်ပိတ်ရဲ့ထောင်ပင်လေးက8ပါနောက်ပိတ်ရဲ့ထောင်ပင်လေးက8ပင်ချင်းကြောင့်နော်နောက်ပိတ်လေးရတယ်ဘလို့ကနန်းလေးနဲ့8မလဲဆိုလို့ရှိရင်နော်ဒါဆိုရင်ကျွန်တော်တို့နောက်ပိတ်လိုင်းလေးကိုချက်ကြည့်မယ်နောက်ပိတ်လိုင်းလေးကကျွန်တော်တို့နော်ခွန်2ဆိုတဲ့ခွန်ထိပ်စီနော်ကနန်းနှလုံးပေါင်း8ဖြစ်ရမှာဆိုရင်50နံပါတ်1ဆိုတဲ့1နောက်ပိတ်နဲ့တော့ပေါင်းပေးလိုက်နော်50နံပါတ်1ဆိုတဲ့1နောက်ပိတ်နဲ့တော့ပေါင်းပေးလိုက်မယ်ဆိုရင်ဒီကနှလုံးပေါင်း8ဖြစ်သွားပြီဒီကနှလုံးပေါင်း8ဖြစ်ခြင်းကြောင့်1နောက်ပိတ်နော်1နောက်ပိတ်ဒါဆိုရင်ထိပ်စီးထောင်မင်းလေးကိုတစ်ချက်ကြည့်နော်ထိပ်စီးထောင်မင်းလေးကကျွန်တော်တို့16ဆိုတဲ့1ထိပ်စီး4နံပါတ်2ဆိုတဲ့2နောက်ပိတ်ဒီနဲ့နှလုံးပေါင်း3ပဲရှိသေးတယ်ကနန်း3လုံးပေါင်းမယ်ဆိုရင်ကျွန်တော်တို့4ဘူးဆိုတဲ့4ထိပ်စီးနဲ့ပေါင်းပေးလိုက်မယ်ဒါဆိုရင်ဒီကနန်း3လုံးပေါင်း9နော်ထိပ်စီးထောင်မင်းလေးက9ပါထိပ်စီးထောင်မင်းလေးက9ဖြစ်ခြင်းကြောင့်ထိပ်စီးလေးကလည်းကနန်းနှလုံးပေါင်း9ဖြစ်ရမယ်ဆိုလို့ရှိရင်ကျွန်တော်82ဆိုတဲ့2နောက်ပိတ်50နံပါတ်1ဆိုတဲ့2ထိပ်စီးနဲ့ပေါင်းပေးလိုက်နော်ဒါဆိုရင်ဒီနဲ့နှလုံးပေါင်း9ဒီနဲ့နှလုံးပေါင်း9ဖြစ်ခြင်းကြောင့်9ထိပ်စီ1နောက်ပိတ်51ဆိုတဲ့ကဏ္ဍတစ်ခွက်နော်ကဲအောင်လေးကတော့အောင်လေးပါပဲနော်အောင်လေးရဲ့ဟာလား channel တစ်ကလေးကိုအားပေးမှုလေးနဲ့ကူညီပေးမယ်လိုက်လက်မလေးတွေနှိပ်သွားအောင်နော် subscribe မနှိပ်ရသေးတဲ့မိတ်ဆွေတွေ subscribe လေးတွေကိုစီနှိပ်သွားပေးပါနော်ဒါဆိုရင်ဒုတိယနော်ဒီနေ့ညနေထိုးရမယ် site လေးရဲ့ထောင်မီလေးကိုချက်ကြည့်60နံပါတ်8ဆိုတဲ့6ထိပ်စီ40နံပါတ်2ဆိုတဲ့2နောက်ပိတ်ဒါဒီညနေထိုးရမယ်ကဏ္ဍလေးရဲ့ထောင်မင်းလေးဒီနဲ့နှလုံးပေါင်း8နော်ထောင်မင်းလေးက8ပါထောင်မင်းလေးက8ဖြစ်ခြင်းကြောင့်ထိပ်စီးနောက်ပိတ်ကလည်းဘလို့ကဏ္ဍလေးနေနဲ့8ဖြစ်အောင်ရိုက်မလဲဆိုလို့ရှိရင်50နံပါတ်1ဆိုတဲ့5ထိပ်စီဒီနဲ့နှလုံးပေါင်း8ဖြစ်ရမယ်ဆိုရင်အားလုံးသိတယ်နော်3နောက်ပိတ်ဟုတ်လား3နောက်ပိတ်ပါနော်3နောက်ပိတ်လို့ရိုက်ပေးမယ်နော်ဒါဆိုရင် site လေးရဟလားထိပ်စီးထောင်မင်းလေးကိုတစ်ချက်ကြည့်ထိပ်စီးထောင်မင်းလေးကလည်း40နံပါတ်2ဆိုတဲ့2ထိပ်စီနော်40နံပါတ်2ဆိုတဲ့2ထိပ်စီ40နံပါတ်3ဆိုတဲ့3နောက်ပိတ်ဒီနဲ့နှလုံးပေါင်းရင်ငါကဏ္ဍ3လုံးပေါင်းရမယ်ဆိုရင်ကျွန်တော်90နံပါတ်1ဆိုတဲ့6ထိပ်စီနဲ့တော့ပေါင်းပေးလိုက်နော်ဒါဆိုရင်ဒီနဲ့3လုံးပေါင်း4နော်ဒီကနန်း3လုံးပေါင်း4ဖြစ်ခြင်းကြောင့်ထိပ်စီးလေးရလဲကနန်း2လုံးပေါင်း4ဖြစ်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဆိုရင်9တက်ဆိုတဲ့1နောက်ပိတ်ရှိထားပြီဗျာနော်ဒါဆိုရင်ဒီကနန်း1လုံးပေါင်းဟာလား1ဖြစ်နေပြီကနန်း2လုံးပေါင်း4ဖြစ်ရမယ်ဆိုရင်ကျွန်တော်တို့3ဘူးဆိုတဲ့ကနန်းတစ်ခုနော်ညနေတိုင်းလေးမှာကရှုံးကျွေးကြည့်အောင်ထိုးနော်3ဘူးဆိုတဲ့ကနန်းတစ်ခုရှုံးကျွေးကြည့်အောင်ထိုးနော်လက်ဆောင်ကနန်းပေးလိုက်မယ်လက်ဆောင်ကဏ္ဍ38တကွက်တဲ့အာရာခပ်ပါပဲအာထူအာရာခပ်ပါပဲအာနော်မိတ်ဆွေကဲအားလုံးပဲသိန်းကြီးတောင်းကြည့်ပြီးပေါက်ကြပါသေးဗျာနော် subscribe နှိပ်ဖို့တော့လုံးဝမမိတ်ပါနဲ့လိုက်လက်မလေးတွေနှိပ်ပြီးသွားပါ